တော့စများကိုစိုးကထားချစ်ချင်းငါဘဝတစ်ခုလုံးတော့ပြေဆုံးလားထပ်ပြီးတော့ဒုက္ခများစွာထွေးပွေထားအကုန်လုံးကမင်းဘောကောင်းနဲ့မှတ်ယူမလားအကောင်းတွေများစွာရှိတာပဲကတရားကဆိုရနဲ့ကြုံတွေ့နေလဲဒါမင်းရဲ့ဘဝသင်ခန်းစာသစ်တွေပဲကြောက်စမ်းနဲ့ပန်းနိုင်တော့မှရှိပါတယ်တစ်ချိန်ကလည်းငါလည်းမင်းလိုပဲရင်ဆိုင်မှုတွေကတိတ်ကိုနဲ့ပြန်တွေ့ကကြည့်တော့ငါကိုငါအော်ပြီးတယ်အိုးတငယ်ချင်းဘာမှမဆိုရင်နဲ့ယုံကြည်ရရှိစလနိုင်တယ်နောက်ဆုံးတော့မင်းအတီးမှတွေ့သေးတစ်ခုဝင်မယ်လူဆိုတာဘဝရဲ့တာကောင်းလို့ကံဆိုတာဖန်တီးခြင်းရဲ့ကြပြတဲ့ဘောဒီလောကကြီးရဲ့လက်ကွက်များကိုမင်းသိဖို့